ထိုင်းနိုင်ငံမှာကျောင်းတက်ဖို့မေးကြရွေးချယ်တော့မယ်ဆိုရင်ဒီချက်တွေကိုလည်းထည့်သွင်းစဉ်းစားဖြစ်ကျောင်းတက်တယ်ဆိုတာဒီရှေ investment ဖြစ်တဲ့အတွက်ကြောင့်ကိုယ်တကယ်စိတ်ဝင်စားတဲ့အရာနဲ့ကိုင်ညီစေပြီဆိုတော့ပထမဆုံးစဉ်းစားမှာကကိုယ်တကယ်စိတ်ဝင်စားတဲ့အရာဆိုတာပါလေကိုကဘယ်လိုဘာသာမျိုးကိုရွေးချယ်နေလဲကိုနှစ်သက်တဲ့ဘာသာကိုရွေးချယ်ရတာကကိုယ့်အတွက်အများကြီးပို့ပြီးတော့အားစိုက်ထုတ်တာမျိုးဖြစ်တယ်ဒီကြားတစ်ခုကကိုယ့်ရဲ့အားသာချက်နဲ့အားနည်းချက်ကိုသိဖို့လိုတာတချို့တွေကြတော့ပြောရချရတာကြိုက်တဲ့အပိုင်းရှိတယ်တချို့တွေကြတော့ဝိပညာပိုင်းကိုအားသာတာရှိတယ်ကိုယ့်ရဲ့အားသာချက်နဲ့အားနည်းချက်ကိုသိပြီးတယ်ရွေးချယ်ရတာပို့ပြီးတော့လည်းပူတော့ပါတယ်နောက်ဆုံးတစ်ချက်ကကြတော့ကိုယ့်ရဲ့အနာဂတ်ရှင်မဲ့ဆိုတာပါလေကိုကဆရာဝန်ဖြစ်ချင်တာလားဒါမှမဟုတ်အင်ဂျင်နီယာတယောက်ဖြစ်ချင်တာလားဒီအချက်တွေကိုကြည့်ပြီးတော့ထိုင်းနိုင်ငံမှာကျောင်းတက်မယ်ဆိုရင်ဘယ်လိုမေဂျာမျိုးကိုရွေးချယ်ရမလဲဆိုတာကိုဦးစားပေးစဉ်းစားတင်ပါတယ်